ချက်ယွန့်စရာကောင်းပါလေဒီအသက်80အရွယ်ရောက်နေတဲ့ခေါင်းဆောင်တယောက်ပြည်သူလူထုလိုလားတဲ့သူတယောက်နီလန်ပေါင်းစုံနဲ့ဆောင်ရွက်ခွင့်မရအောင်ပိတ်ဆို့တားဆီးပြီးတော့တိုင်းပြည်ကိုအနစ်နာနှစ်တဲ့နှစ်အောင်ကျွန်တဲ့ကျွန်အောင်ဆောင်ရွက်နေတဲ့သူကျွန်တော်ပြောနေတဲ့စကားတွေကမဲဆွဲတဲ့စကားမဟုတ်ပါဘူးကျွန်တော်ဟာပါတီဝင်တယောက်လည်းမဟုတ်ပါဘူးသို့သောလူထုခေါင်းဆောင်ပေါ်မှာတာမန်နိုင်ငံသူနိုင်ငံသားစာရေးဆရာတယောက်အနေနဲ့ယုံကြည်တဲ့နေရာမှာချစ်ခင်လေးစားတဲ့နေရာမှာတော့ဒါဟာကျွန်တော်ရဲ့လွတ်လပ်ခွင့်ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်ရဲ့တာဝန်ကိုယူခဲ့ရင်တိုင်းပြည်ဟာနေချင်းညချင်းဆိုသလိုပြောင်းလဲသွားမယ်လို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးရဲ့ဇယိုက်တွေအကျင့်တွေ Oridu ဖုံးကတ်ကိုဝဲသလိုစိတ်ပြက်စရာကောင်းတဲ့ဇယိုက်တွေကိုကျွန်တော်တို့အများကြီးပြင်အောင်မှာပါ။သို့တော့နိုင်ငံတကာကအတိအမှတ်ပြုတဲ့ကမ္ဘာခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကြောင့်ကျွန်တော်တို့လူငယ်လေးတွေရဲ့အနာဂတ်တွေဤပညာတက္ကသိုလ်36ကျောင်းရှိတဲ့အထက်ကတကျောင်းကို10ရောက်လောက်ကျွန်တော်တို့တောင်းဆိုလို့မရဘူးလားအန်ဒီကျွန်တော်တို့မှာကျောင်း36ကျောင်းရှိတယ်တကျောင်းကို10ရောက်တော့စူးစမ်းပေးပါကျောင်း36ကျောင်း360နိုင်ငံလေးတွေခွဲပြီးတော့ပညာတော်သင်အတွက်လူငယ်တွေဟာတိုင်းပြည်ရဲ့အနာဂတ်တွေအင်မတန်အရေးကြီးတယ်ဆိုတော့သိတဲ့ပညာအင်မတန်တတ်တဲ့ဒီကောင်းဆောင်ဟာမဆောင်ရွက်ဖက်နေမလားတိုင်းပြည်ရဲ့ပညာရေးအသုံးစရိတ်3%မပြည့်ပါဘူးတိုင်းပြည်ရဲ့ကျန်းမာရေးအသုံးစရိတ်3%မကျော်ပါဘူးတိုင်းပြည်ရဲ့ကာကွယ်ရေးစရိတ်59%ပါပညာနည်းနည်းပဲရှိတဲ့သူတွေဟာပညာရေးစရိတ်ကိုနည်းနည်းပဲသုံးရမယ်လို့ခံစားတတ်ကြပါတယ်ကိုယ်တိုင်ကပညာအများကြီးမတတ်တဲ့အတွက်ပညာရေးသုံးစိတ်ဟာအဲ့လောက်ဆိုရတယ်လို့ထင်တတ်ကြပါတယ်တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှမဟုတ်ဘူးဆိုတာကိုကျွန်တော်ရှင်းပြပြောခဲ့ပြီးပြီပညာအင်အားရှိမှတိုင်းပြည်ကအင်အားရှိမှမြန်မာနိုင်ငံမှာကျေးရွာပေါင်း6300ကျော်ရှိတယ်တောစဉ်တောင်အနှံ့ကျေးရွာတွေအနှံ့ကျွန်တော်တို့သွားခဲ့ပြီမိမလင်းတဲ့ကျေးရွာတွေစာကြည့်တဲ့မရှိတဲ့ကျေးရွာတွေကျမကြီးစေပေကမရှိတဲ့ကျေးရွာတွေစာသင်ကျောင်းမရှိတဲ့ကျေးရွာတွေကားလမ်းမပေါက်တဲ့ကျေးရွာတွေဘလောက်ပဲဆင်းရဲဆုပ်ပြတ်တဲ့ကျေးရွာတွေဖြစ်ပါစေအဲ့ဒီကျေးရွာတစ်ရွာမှာအ ਨੇ ဆုံးစိုင်ကယ်အစင်း100လောက်တော့အ ਨੇ ဆုံးရှိပါတယ်ရွာတိုင်းမှာစိုင်ကယ်အစင်း100ကတော့ဖြင့်အ ਨੇ ဆုံးရှိတယ်ကျေးရွာပေါင်း6300နဲ့အဲ့ဒီစိုင်ကယ်အစင်း100နဲ့မြောက်ပါစိုင်ကယ်အစင်းအရေးအတွက်ရပါလိမ့်မယ်အဲ့ဒီဆိုင်ကယ်အစင်းအရေးအတွက်ကို3သိန်း4သိန်း5သိန်းနဲ့မြောက်ပါကုန်ကြစိတ်အဆန်ရပါလိမ့်မယ်အဲ့ဒီဆိုင်ကယ်တွေဘယ်နိုင်ငံကလာတယ်လဲလို့ကြည့်ရင် made in China လို့ခေါ်တဲ့တစိတ်ကိုတွေ့ရပါလိမ့်မယ်မြစ်ကိုရောင်းတယ်တောင်ကိုရောင်းတယ်တယံဇာတကိုရောင်းတယ်ကျွန်းကိုရောင်းတယ်တဘာဝတန်းငွေကိုရောင်းတယ်အဲ့ဒါလို့ရောင်းလိုက်လို့ရလာတဲ့ငွေတွေဒီတိုင်းပြည်ရဲ့အမွေအနှစ်တွေကိုရောင်းလို့ရလာတဲ့ငွေတွေဒီဆိုင်ကယ်လေးတစ်စင်းမလုတ်တက်လို့ပတ်စံတွေဝေါကနေပြန်ပေးလိုက်ရတာနဲ့ရှင်လိုက်ရင်ကျွန်တော်တို့ဟာဘလောက်တောင်ညံ့ဖြင်းခဲ့ကြပြီလေပေးရမှာပေါ့ကျွန်တော်တို့မှာဆိုင်ကယ်မလုတ်တတ်တာဘူးဒါကျွန်တော်ဆိုင်ကယ်လေးတစ်စင်းနဲ့ပဲတွေ့ပြတာပါမီးစက်ကျွန်တော်တို့မလုတ်တတ်ဘူး TV အပေါ်ဆက်အောက်ဆက်ကျွန်တော်တို့မလုတ်တတ်ဘူးတရုတ်ကလာတဲ့ပစ္စည်းတွေနောက်ဆုံးတရုတ်ကလာတဲ့မုန့်တွေသူတို့မစားတဲ့သူတို့ကလေးတွေကိုမကျွေးတဲ့မုန့်တွေကိုကျွန်တော်တို့ကလေးတွေကိုရောင်းတယ်သူတို့မသုံးတဲ့ပစ္စည်းတွေကိုကျွန်တော်တို့နိုင်ငံကိုပို့တယ်ကျွန်တော်တို့ပေးလိုက်ရတာကအမွေအနှစ်အဆက်ဆက်ထိမ့်သိမ်းရမယ်ကာကွယ်ရမယ်စောင့်ရှောက်ရမယ်နှစ်ပေါင်းများစွာအတွက်အမျှော်အမြင်နဲ့လုပ်ရမယ်အရာတွေကိုပေးပြီးတော့ကျွန်တော်တို့ပြန်ရလိုက်တာဟာအင်ဂျင်လေးတစ်လုံးတတ်ထားတဲ့စက်ကလေးတစ်ခုပါဒီပညာကျောင်းသားတွေကိုလွှတ်လိုက်စမ်းပါဂျပန်နိုင်ငံကိုလွှတ်လိုက်စမ်းပါအယောက်100တခွန်းနဲ့မှလိုက်ပါဆိုင်ကယ်လောက်တောင်းတင်ခဲ့အမေရိကန်နိုင်ငံကိုလွှတ်လိုက်စမ်းပါကားလောက်တောင်းတင်ခဲ့မီးစက်လောက်တောင်းတင်ခဲ့ TV ပေါ်ဆက်အောက်ဆက်လောက်တောင်းတင်ခဲ့ handset လောက်တောင်းတင်ခဲ့ပြန်လာပြီးကိုယ့်နိုင်ငံမှာကိုအမှုထမ်းကြအခုတော့ပြင်ဒါလေးတစ်ခုမလောက်တတ်တာနဲ့ကျွန်တော်တပည့်တယောက်ကကျွန်တော်ကိုသတင်းကြောမှာလာကြတော့တယ်ဆရာကရုပ်ရှင်တရေဆိုတော့ဆရာရဲ့ DVD ဆက်ကလည်းပြတ်နေပြီလို့ကြားတဲ့အတွက် DVD ဆက်တစ်လုံးနဲ့လာကြတော့တယ်အေးကောင်းတယ်ကွာကဲချက်ချင်းပဲကွာကဲငါ့ကိုကျိုးတွေတက်ပြီးကစားငါနားမလဲဘူးကျိုးတွေတက်တယ် remote နဲ့နှိပ်လိုက်တယ်နှိပ်လိုက်တဲ့ခါမှာအထက်ကအချက်ကလေးကအန်လေးကကရကရရဆိုပြီးထွက်လာတယ်ထွက်လာတဲ့အချိန်မှာအပေါ်မှာစာတန်းတန်းထိုးပါတယ်တိုင်းကြားအမျိုးသမီးတယောက်ရဲ့အတန်နဲ့
ခွေဖတ်သုံးခေတ္တဆောင်ပါဟမ်ဘာပြောတာလဲဟဲ့ပြန်ထဲလိုက်တယ်ခွေထွက်သည်ပြန်ထဲတော့ခွေဖတ်သုံးခေတ္တဆောင်ပါထဲလိုက်တဲ့ခွေကဒုတ်တောင်ရဲ့ရေသုံးပါးတွေပါတဲ့ခါကျတော့ကြော်လိုက်တဲ့ခါကျတော့ရစ်သည်ကြော်သည်ခေတ္တဆောင်ပါဟာဒီတရုတ်မှာလူပါဝါလာ ਈ လားရစ်တာတွေကြော်တာတွေငါတို့နားလဲပါတယ်ကွာအဲ့လောက်ထိတော့မလိုပါဘူးဟဲ့အောင်မင်းဆက်ပြန်ယူသွားလို့ဟာဆရာလေးနဲ့ဘာဖြစ်လို့လဲကြည့်လို့ရရင်ပြီးတာဟဲ့အောင်မင်းပြန်ယူသွားလို့အဲ့ဒီတရုတ်မှအတန်မပါတဲ့စက်တလုံးနဲ့လဲပေးလို့ဆရာတရုတ်မှအတန်မပါတာမရှိဘူးတဲ့ဒီဟာတွေအကုန်လုံးတရုတ်ကလာတာတဲ့အောင်းတက်တက်နဲ့ကျွန်တော်ယူထားပါရုပ်ရှင်ကြည့်ရင်အဲ့ဒီတရုတ်မှနဲ့ကျွန်တော်လည်းအမြဲတမ်းဒေါသဖြစ်ရပါတယ်ခွေဖတ်သည်တခါတရံခွေကထစ်နေခွေထစ်သည်